အားလုံးပဲမင်္ဂလာပါပြောပြထားတဲ့အတိုင်းပဲကျွန်တော် Amazon ကနေပြီးတော့မှာထားတဲ့ပစ္စည်းတွေကတော်တော်များတယ်ပြီးခဲ့လမှာထားလကုန်ကနေမှာထားဆိုဒီလအကုန်လုံးတော့ပစ္စည်းတွေရောက်ပြီးကျွန်တော် return ပြန်လိုက်ရတဲ့ဟာလည်းရှိတယ်မီးလေးပေါ့နော်ဒီ tripod ပါမလာတဲ့အတွက်ကျွန်တော် return ပြန်လိုက်ရတဲ့ဟာလေးရှိတယ်အဲ့ဒါတော့မရောက်သေးဘူးအခုလက်ရှိကျွန်တော်စီမှာရောက်နေတဲ့ပစ္စည်းတွေကဘာတွေလဲဆိုတော့ကျွန်တော်နဲ့အတူတူဖောက်ပြီးတော့ကြည့်ကြည့်လိုက်အောင်ကျွန်တော်မှာထားရတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်မမှတ်မိတော့ဘူးကျွန်တော်များလို့တော့ပစ္စည်း Okay let's goပုံမှန်ဆိုခုံနဲ့ထိုင်ရရင်အားမရလို့ကျွန်တော်မတ်တက်ရက်ပြီးတော့ပဲလှုပ်လိုက်တော့တာ dry ရပါဒီတရားတော့ဘာလဲတော့မသိဆိုတော့ဒီခုံကလည်းအဲ့ Amazon ပဲမှာထားတာအခုဒီလိုမျိုးရိုက်ပြီးတော့ပြရတဲ့အချိန်လေးထိုင်ရတဲ့အချိန်လေးဒီမှာ edit လုပ်ရတဲ့အချိန်လေးတော်တော်အဆင်ပြေတယ်ရှေ့ဗီဒီယိုမှာတွေ့မှာပါကျွန်တော်ဆင်တဲ့ဟာလေးလေဒါက dry ရကုံကဘာလဲတော့မသိဘူးအော်ဒီကောင်ကဒါဟိုအဝေးလန်းနေဟိုစင်လေးကရှေ့ရ live တွေမှာတွေ့ရင်လည်းတွေ့မှာပါတော်တော်လေးကိုနှွဲ့နေပြီကျွန်တော်အင်ကြီးတွေကအများကြီးပဲဆိုတော့ချိတ်ထားတာအဲ့စင်လေးတစ်ခုတည်းနဲ့မနိုင်တော့အဲကြောင့်ဒီကောင်လေးထပ်ပြီးတော့ဝယ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒါလေးဖောက်ကြည့်အောင်ကျွန်တော်ထပ်ဝယ်ရမယ့်ဟာတွေကြံသေးရပြမပြီးနိုင်ဘူးဒီမှာအိမ်တစ်လုံးကိုယ့်အကူပြန်ပြီးတော့စောက်ရတယ်လို့ပဲခုချင်းစီနည်းနည်းချင်းစီဖြည်းဖြည်းချင်းစီပဲလှုပ်သွားတာပေါ့ဝယ်လိုက်ပါဒရိုင်ယာလေးဖောက်ကြည့်အောင်ဒရိုင်ယာ review တွေကတော့အဆင်ပြေတယ်လို့တော့ပြောကြတာပဲနော်ဒီမင်းကြီးကလည်းဒီမှာတားရှိလိုက်တော့ချက်ဘူးလေးစမ်းကြည့်လိုက်အောင်ဒီပုံစံလေးပါကျွန်တော်ဒီအမဲလေးဆိုကြိုက် plus 8ဒီဒါကတော့ကျွန်တော်ကိစ္စတွေတော့မဟုတ်တာတော့သိကြတယ်ပြဒီလားဒီကတော့ဒီအရှိချောင်းအဲဒီကကျွန်တော်တို့သိသုံးမလို့ရဟာဝယ်လိုက်ဒါရင်းကိုအဆင်ပြေပါတယ်ကျွန်တော်တို့ဆိုတော့ဒီဘက်မှာ electric ပစ္စည်းတော်တော်များများကဒီလိုပုံစံလေးခေါင်းလေးတွေလာတာများတယ်ကြည့်ရဒီမှာဖြတ်ပေးဖို့အတွက်ဒီထဲမှာတစ်ခါတည်းထည့်ပေးထားတယ်ပေါ့လေကြာပြီးတော့မီးတွေပါပူပြီးတော့လောင်တာတို့ဘာလို့မဖြစ်အောင်မေ့ပြီးထိုးထားကြာတာတွေပဲအဲ့လိုမျိုးတွေမဖြစ်အောင်လို့တေချာတော့သူလုပ်ပေးထားတဲ့ပုံစံအော်ဆိုကြိုးတော်ရှိကျိုးရှိတော့စင်ပြေတော့ကျွန်တော်ပလက်ပေါက်ထိုးလာအောင်မလာသေးပါဘူးခလုတ်ဖွင့်အောင်ဝင်တယ်အမေဒီမင်းနဲ့ဆိုင်ဖွင့်လာတယ်ဒါက hot မိုက်ပါတော့အေးတော့ one ပြင်ဒီမှာ hot တော့ cool okay ဆိုပါကြည့်ရတဲ့ပုံစံလေးလည်းမဆိုးပါဘူး dryer ဆိုတော့သမင်ရှိတဲ့လူတွေအတွက်အဆင်ပြေပါတယ်ကျွန်တော် review တွေတခြားကြည့်ပြီးမှဒါဝယ်လိုက်တာပါအဲ့ပြီးတော့ဒီကောင်လေးကျွန်တော်ဆင်ပါမယ်ဒီမှာဆင်ရပါဦးမယ်ဘာတော့နေပါတယ်ရှေ့ကဒီခုံလုံးမဟုတ်ပါဘူးဟုတ်ပြီတခုသွားတော့ဒီပိုက်ဆက်တစ်ချောင်းကဒီလိုမျိုး adjust လုပ်လို့ရတယ်အဲ့တော့ပထမဦးဆုံးကအပေါ်မှာဒီအတန်းလေးတန်းတက်ရပါမယ်ဒီကောင်ဟာနောက်ဆုံးတော့လေဒီအောက်ပဲပြန်ရောက်တာပါဘလို့ခွန်ကောင်းစားတွေပဲဝယ်ကိုယ့်ရဲ့အခန်းအနေထားကဒီလောက်လေးပဲသုံးလို့ရတဲ့အတွက်ဒီအချိန်ဒီမှာပဲသိခံပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာနောက်ဟုတ်ပေါ်တင်လို့ရတဲ့ပစ္စည်းသေးသေးလေးဆိုတော့ကျွန်တော်တင်ပြီးတော့ unboxing video လေးရိုက်ပါမယ်ဆိုတော့ let's go ပတ်ဒီမာနေမှန်ပါတယ်ဒီမှာတော့ကိုယ့်ကိုဆင်းရပါတယ်တော့ဒီကောင်လေးပြန်ဆက် Okay finally တော့ကြိုးပါစမ်းတယ်လို့ရတယ်ဝင်လမ်းမှုရောချိတ်ဖို့အတွက်ရောအဆင်ပြေပုံမှန်၄ချောင်းတက်ပုံမှန်၄ချောင်းဆိုဒီကောင်နဲ့ connect လုပ်ရမယ်တင်နေအောင်လေရှေးလျာထွေပြမနာပဲနာရတသွားရဲသွားကြတာဘဝတန်တရား yes လောဘရေဒေါသရေမောဟရေအဝိဇ္ဇာဘိဇ္ဇာဟုတ်လားမသိအချင်းမရင် sorry သင်္ခါရနဲ့ငိုလိုက်ကြီးလေဒါပါပဲကျွန်တော်ဟာလေးကလူလေးရှောက်တက်သွားလိုက်အောင်ပါပဲအဲ့လိုပဲကျွန်တော်ရှောက်တက်မှာပါမိုက်တယ်နော်ဘဝကြီးကညနာမမြင်ရပါစေအာမဲဘီဘီ that's it မစိုးဒီကောင်လေးအဆင်ပြေတယ်ပြောဘာလို့လဲဆိုတော့ဒီတန်းလေးတွေကနေပြီးတော့ခြေလေးတွေတို့ underwear လေးတွေတို့အဲ့ဒါလေးအကုန်လန်းလို့ရမယ်
တပတ်လေးဆိုလဲပေါ်လှမ်းလို့ရအဲ့လိုကျဲခြင်းနဲ့အဝတ်တွေပါချိတ်ခြင်းနဲ့ဆိုလဲဒီကောင်ဆန့်လိုက်လို့ရတော့အဲ့ပုံစံမျိုးလေးဆိုတော့မစိုးပါဘူးစောက်ထိုးတွေတက်နေတာဇလန်းပဲဆိုတော့ဒီဘက်ထွက်တဲ့အတန်ကညာဘက်ချမ်းဆိုညာဘက်ချမ်းမှာပဲအကုန်လုံးရှိပြီးအဆင်ပြေမှာပေါ့နော်ဒီလို adjust လုပ်တဲ့အချိန်ကြာပေါ့နော်ခုနကကျွန်တော်မှတ်တယ်လို့ပြန်ဖြုတ်လိုက်တယ် This is the last one ပြီးပြီဒါပါပဲချုံတန်းလိုက်ဒီလိုဒါပါပဲပြီးတော့သူကဒီလိုစန့်ထုတ်လိုက်မယ်ဆိုရင်လေ range တစ်ခုကျဲလာမှာနော်ဒီဘက်ဘာညာခြေဘာညာတွေလမ်းရတာအဆင်ပြေမယ်အင်ကြီးတွေဘာတွေကဒီပေါ်တင်လို့ရမယ်ဒါပေမဲ့နည်းနည်းတော့နှွဲ့နေတယ်ဟိုကောင်လိုတော့ချိတ်လို့တော့မရဘူးဒါအဝတ်လမ်းမှုအတွက်ပဲအသုံးပြုရတာပိုးအဆင်ပြေလိမ့်မယ်အဲ့တော့ကျွန်တော်အဝတ်လမ်းတဲ့စင်တစ်ခုအတွက်အဆင်ပြေသွားမယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်ဒီလိုမျိုးပြန်ချုံပြီးတော့ဒီအပေါ်မှာရှိတဲ့ clip ကို clip လေးကိုတစ်ချက်ဖြုတ်ပြီးတော့ဖိချပြီးသိမ်းထားလို့လည်းရပါတယ်အဲ့တော့ဒီ clip ကိုဖြုတ်လိုက်ဆိုတော့ဒီလိုလေးလှမ်းလို့ရပါတယ်မစိုးပါဘူးဒါဆိုအနှိမ့်ပေါ့တပုံစံမျိုးစုံပေါ့နော်ဒီပေါ်လေးတင်လန်းလို့ရတယ်ဟိုဘက်လည်းတင်လန်းလို့ရဒါတော့နည်းနည်းပဲရမယ်ပေါ့နော်ဒါတော့မဟုတ်ပါဘူးဒီတိုင်းအနေနဲ့ပြရတာပါဒါမျိုးလေးဖောက်ပြီးလည်းတင်ထားလို့ရတယ်မစိုးလေဒါဆိုနေရလည်းကိုလိုချင်တဲ့အချိန်ကိုလှမ်းချင်တဲ့အချိန်ကျမှကောက်ပြီးတော့ဘဘသိရမှာလားကောက်ပြီးလိုလေးဆွဲထုတ်လိုက်ပြီးတော့မှဒီကကလစ်လေးကိုလာပြီးတော့ဒီမှာလာချိတ်လိုက်ထိတ်မှာတစ်ဖက်ပြီးရင် clip log လောက်လိုက်ဒါပါပဲဒီတိုင်းလေးပဲပေါ့နော်မစိုးပါဘူးဒီပေါ်မှာကျွန်တော်တင်ပြပါမယ်အဝတ်ကလေးတွေကျွန်တော်ရဲ့ခြေလေးတစ်ချက်ယူလိုက်ပါအောင်ခြေကတော့ကျွန်တော်အောက်ဖက်လမ်းပြမယ်ပေါ့နော်ဘက်တိုးလိုက်ရတယ်တမျိုးလေးလိုက်တစ်ဖက်ပါညာလွှားမယ်ဆိုလဲလွှားလို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ဖက်တစ်ထည်ဒီဟာတော်တော်လုံးချုံပါပါမပါလာတဲ့ဒီကလေးလေးတွေ၄ခုပါပါတယ်တမျိုးကျွန်တော်မှားတတ်ထားသေးတယ်ဒီဘက်ကတစ်ခေါင်နေဆိုတော့ဒီချောင်းကဒီဘက်မှာရှိရဆိုတော့တမျိုးဒါပါပဲကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ဖောက်ပါမယ်ဆိုတော့နောက်တစ်ထုပ်ကျွန်တော်လည်းတူတူသွားကြည့်အောင်